အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ။ကံနေဖို့ရလက်တွေတိုး၍ကြံတိုင်းအောင်လို့စောင်းတိုင်းမြောက်ကြပါစေဗျာ။ဇွန်လ24ရက်နေ့တနေ့တာကံကြပါ။စောင်းရန်ရှောင်းရန်နမိတ်ကလေးတွေကိုဖတ်ကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဇွန်လ24ရက်နေ့တနေ့တာကံကြပါတရက်တာမှာကံတွေကတော့အလေလက်အဆင့်မှာရှိနေပါတယ်။အဲ့တော့လုပ်ငန်းအဟောင်းတွေကနေပြီးတော့လဲပုံမှန်ဝင်ငွေတွေဝင်မယ်စီးဆင်းမှုတွေရှိနေမယ်လုပ်ငန်းတွေတိုးချဲ့ဖို့စီစဉ်ထားတယ်ဆိုရင်တော့မနက်ဖြန်လုပ်ငန်းကိစ္စတွေကိုမပြုလုပ်ပါစိုင်းငံ့ထားပါဆုံးရှုံးမှုတွေများရတတ်ပါအဲ့တော့ဝန်ထမ်းတွေဖြစ်တယ်ဆိုလို့ရှိရင်တော့အထက်လူကြီးတွေဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ပေါ်ကင်ပတ်တွေနဲ့အယူအဆတွေလွဲမယ်ထင်မြင်တွေလွဲမှားတတ်တယ်ကိုယ့်ပေါ်မှာထင်မြင်လွဲမှားပြီးတော့မှအမုန်းတရားတွေပွားတတ်ပါတယ်သူတတိထားဖို့တော့လိုပါကိုယ်နဲ့မဆိုင်တဲ့ကိစ္စကိုယ်နဲ့မစီလျော်တဲ့ကိစ္စတွေဝန်ရောက်ပြောဆိုခြင်းတွေကိုအထူးရှောင်ရှားပါငွေဝင်ရှိတဲ့လောက်လဲငွေတွေကအထွက်တွေများနေပြီငွေဝင်ချမ်းမယ်ရရရှိတဲ့ငွေတွေငွေသတင်းစကားတွေလက်သတင်းစကားတွေကြားသိရတယ်အလှူဒန်းကိစ္စစီစဉ်မယ်ဆိုရင်တော့အကောင်းဆုံးနေ့တစ်နေ့ဖြစ်ပါလေမမျော်လင့်မဲနဲ့ကိုယ့်ရဲ့အထက်လူကြီးရှိရနေမိဘအကိုဦးလေးစတယ်ထိုးတော့အကြီးကဲ့ကြီးရှိရနေပြီးတော့မှလက်ဆောင်ပနာမတွေမုတ်ဘိုးတွေရတတ်ပါတယ်ယာယီအပြင်လက်ဖျားမှာငွေတီးလို့ရှိနေပေမဲ့စနစ်တကျမသုံးဆွဲရင်တော့နော်ညနေပိုင်းမှာငွေကြေးကိစ္စနဲ့ပတ်သက်ပြီးစိတ်တော့ကတွေများတာတွေကြုံတွေ့ရတယ်ဗျာအခြေကိစ္စတော့အထူးသတိထားဖို့တော့တယ်ဗျာချစ်သူရှိပြီးသားကျွန်တော်ရဲ့မိတ်ဆွေခုနှစ်ရဲ့သားသမီးတွေမှာချစ်သူကြီးစားရှိနေတဲ့သူဆိုရင်တော့တာယာဆိုပြမဲ့နေလေးတစ်နေ့ပါပဲနော်တူနဲ့တူနားလည်မှုတွေပုံမရရှိနိုင်လိမ့်မယ်အနာဂတ်အတွက်ကောင်းမွန်တဲ့တိုင်ပင်မှုတွေလှုပ်ဆောင်အရင်ကောင်းတဲ့အချိန်ကာလပါအဲ့တော့လူပြိုအပြိုလူလွတ်တွေအနေနဲ့ကတော့မနက်ဖြန်ဇွန်လ24ရက်နေ့ဟာလုံးဝထူးခြားတဲ့ရင်ခုန်စရာတွေနဲ့ပြည့်နေတယ်နေ့တစ်နေ့လို့ပြောလို့ရတယ်အခြေရထုကန်ကောင်းတဲ့နေ့တစ်နေ့ပါအဲ့တော့ရှင်နေအနေနဲ့တော့အထူးသတိထားဖို့တော့လိုတယ်ဗျစကားတွေကိုစင်ကြင်ဖို့တော့လိုတတ်တယ်ဖြစ်တယ်လို့ဖြစ်ကြတဲ့စကားကိုပြောဖို့တော့မသိနေတယ်နေ့တစ်နေ့ပါမထင်မှပဲနဲ့ပြိပခါတွေဖြစ်မယ်နော်အဲ့တာသမီကိစ္စငွေရေးချေးကိစ္စမိသားစုကြီးရဲ့ကိစ္စတွေပတ်သက်ပြီးပြိပခါတွေများတယ်ကိုယ့်ရဲ့အတွင်းရေးကိစ္စတွေကိုယ့်ရဲ့ပြဿနာတွေနှစ်ဦးတည်းတိုးတိုးတိတ်တိတ်နဲ့ရှင်းရှင်းပါအပြင်လူကိုအတိမပေးဘဲနဲ့ညှိနှိုင်းပါအဲဆိုရင်တော့အိမ်တော်ကြီးမှာအဆင်ပြေပါလိမ့်မယ်မထင်မှဖဲနဲ့ဇွန်လ24ရက်နေ့ဟာစိတ်လိုက်မှန်ပါဆုံးဖြတ်ချက်တွေရှောင်ရမယ့်နေ့ဖြစ်ပြီးတော့လက်တရားရက်ဒီအနောက်တောင်ရက်ကိုအကျိုးရှိရှိနဲ့အသုံးပြုပြီးရန်တရားရက်ဒီအရှိတောင်နဲ့ငွေရေးကြေးရှောင်ရမယ့်ရက်မြောက်ရက်ဖြစ်ပါတယ်။ဒါရီကြီးကြီးနဲ့ရှောင်ရှားနိုင်ရင်တော့ဘေးရန်တွေကင်းကွာပြီးလက်လာပါစားတဲ့တဘောတိုးပွားလာပါလေဗျာ။ကဲကျွန်တော်ရဲ့မိတ်ဆွေခုနှစ်သားသမီးအားလုံးအစင်ပြေချုံးမွေ၍စိတ်တဒုက္ခကာယဒုက္ခနှဖျားသောဒုက္ခတွေနဲ့ပြည့်ပြည့်စုံရင်အောင်မြင်ကြော်ကြထွန်းလင်းတောက်ပါ၍စီးပွားဥစ္စာများတိုးပွားကြပါစေဗျာ။